တရွှေ့ပြောက်သွားရေးထင်တာဒီနေ့နေများလို့တော့ပြောက်သွားတာအခုပြန်လာပြီဆိုင်ဝဲရပဲကျွမ်းမှာဖြစ်ပြီးတော့ဒီကနာခါရေးပါတယ်ခနဲ့ရှိတော့ရွှေ့တယ်လို့ပြောတယ်ရွှေ့ပြီးလို့ဒီလိုဖြစ်ပါတယ်အဲဒါကြောင့်ရွှေ့ flow ကိုဒီရက်ကြည့်ပြရမယ်နော်ဒါကစီးဆော့ခဲကင်းလို့နော်ခင်နင်းရတော့ရှိနောက်ခါကျမှရှိပြပြပါမယ်ဒီဟာကျတော့နော်အဲ့လိုခိုးရမယ်အောက်ကိုအရင်စရအဲ့ဒါခိုးပွားဆိုရင်အချိန်ကျရင်အဲ့လိုလိုက်တော့အကောင်များမှာကြည့်အဲ့လိုအောင်လိုက်တော့ပြီးတော့ရွှေ့စီရဲ့အဲ့ရဲ့ဟာကိုရွှေ့စီရဲ့3မှာတော်လေးမိုက်ဒါကြောင့်ရွှေ့ရဲ့ brain မှာဒါကြောင့်မမလေးပြောပြတော့ကွာရွှေ့စီမှာကနင်းဘောနော်6-7 more ဆိုတော့ဒီမှာကြောက်ရှိတယ်အဲ့ဒီမှာလေးကကြောက်ပေါ့နော်ရွှေ့ရဲ့အိမ်ချင်းပေါ့နော်အဲ့ဒီမှာလေးကလည်းဗီဒီယိုလေးတင်ပါတယ်အဲ့ဒီမှာလေး flow လေးကိုပေါ်ရောလဲ like လေးပေးပါရွှေ့ရအောင်ဆိုနေပါတယ်ရွှေ့ကိုလည်း like လေးပေးခဲ့ပါလို့ရွှေ့ရပြောချင်ပါတယ်ဟဲ့အားလုံးဖြစ်တယ်နော်တဲလေးတို့ဒါပေမဲ့ရွှေ့ကနော်ဂျားရမှာဆွေမှာတနန်းတော်တော်များနေပါဖို့ပဲဆိုရှိမှာတော့တနန်း9ခုလောက်ရှိတယ်နားမဲ့ချိန်ဖြစ်အဲ့ကိုချိန်ဖြစ်တယ်ရှိရမတင်ဖြစ်တာဆိုတော့အရာပင်မနေပေါ့နော်အဲ့ဒါကြောင့်မလို့ပါရှင်ပင်မနေတော့ကြောင့်ဆွေဗီဒီယိုလေးရှိမတင်တာပါအားကြောင့်မို့ရရှိတောင်းပန်ပါတယ်ရွှေ flow ကြီးတော်များမှာ light တို့ view တော်လေးကြာနေတော့ကြောင့် light တို့ view လေးရွှေတောင်းလုပ်ပြီးပါရှင်တော်လေးကိုကြာနေတော့တော့ရွှေတော့အားကြောင့်မို့အဲ့ဒါကိုဒီကတမ်းမှအမတတာနောက် flow လေးရဲ့ဒီကြပါမရှိ